ငါတို့မျိုးဆက်ကိုလာမရှုပ်နဲ့ငါတို့ကအသက်50ကျော်တန်းတွေတကယ်ပြောတာငါတို့နဲ့လာမညှိစေနဲ့ငါတို့ကမျိုးဆက်တစ်ဆက်မကဘူးငါတို့ကဘဝရှင်သန်ရေးနီးပြူဟာအုပ်စုကြီးတစ်ခုပဲငါတို့ဟာတနေ့လှမ်းထားတဲ့ပေါင်မုံလိုမာကြောကြန့်ခိုင်တယ်ဟင်းခိုစားတဲ့ကြောင်တကောင်ကိုငါတို့ဘွားကလှမ်းပစ်လိုက်လို့အခန်းထဲကိုဖြတ်ပြန်လာတဲ့ဘူမာရင်းလက်နက်နဲ့တူတဲ့ဖနက်ပြန်လိုပဲတိကျတယ်ငါတို့အသက်9နှစ်မှာငါတို့အမေမိဖို့ဘော်ကိုဟင်းအိုးတင်တဲ့အတန်ကိုနားထောင်လိုက်တာနဲ့အမေစိတ်အခြေအနေကိုငါတို့ကွက်တိပြောပြနိုင်နေပြီအသက်9နှစ်မှာငါတို့မိဘတွေကနေ့လည်စာရေခဲတစ်ထာထဲမှာထည့်ထားတယ်ပြန်နှွေးပြီးစားလိုက်အိမ်ကတော့မီးလောင်တိုင်းမသွင်းလိုက်နဲ့ဆိုတဲ့စာကြိုလေးတစ်ချောင်းရေးပြီးငါတို့ကိုစိတ်ချလက်ချနဲ့အိမ်မှာထားခဲ့လို့ရနေပြီအသက်9နှစ်မှာငါတို့ကိုဘယ်သူမှညွှန်ကြားနေစရာမလိုပဲမနက်စာနေ့လည်စာညနေစာတွေကိုယ်တိုင်ချက်တက်နေပြီနှွေးရသည်လားအိုးနှွေးရသည်ဆိုတာငါတို့အတွက်ခစ်ကြီးတစ်ခစ်ပဲပေါ့နေ့တိုင်းအိမ်ပြင်ထွက်ပြီးစော့ကြတယ်ဖုန်းလည်းမရှိဘူးတက်ဘလက်လည်းမရှိဘူးနောက်ရောက်ခံ software တွေလည်းတက်မထားဘူးငါတို့သွားတဲ့လမ်းကြောင်းကရိုးရှင်းနေတိတ်ပြီးတော့လည်းညံပါတယ်အိမ်ပန်းချံမျိုးစုံမြစ်ကန်ဘေးအိမ်ဒါပဲလေငါတို့ဒူးတွေကိုကြည့်လိုက်ရင်စစ်စင်ရေးမြေပုံတစ်ခုလိုပဲထိကိုင်ပွန်ပဲတဲ့နေရာမှာတုံးတဲ့ငါတို့ရဲ့ရှေးဥသူနာပြုပစ္စည်းကတော့တစ်ရွက်ရဲ့ဖုံမှုန့်ရဲ့တတွေးနဲ့ရဲ့ပဲဘာပဲဖြစ်ဖြစ်နာကျက်သွားတယ်လေငါတို့ဟာပေါင်မုံကိုတကြားနဲ့စားတယ်ပိုးမွှားတွေအပြည့်ပါနေတဲ့လမ်းဘေးရေပိုက်ခေါင်းကရေကိုတောက်တယ်ငါတို့မှာဂရိတိန်ချင်းကိုတောင်ချိန်ချလို့ရတဲ့ကိုခံအားနဲ့အစာချေစနစ်ရှိတယ်လေကျမတဲ့ဓာတ်တွေဘာလဲရှိချင်းရှိခဲ့မှာပေါ့ငါတို့မှအဲ့နာမည်တွေကိုမသိပဲဒါမဲ့ငါတို့ကမျက်ဖက်တွေမှင်စွန်းတွေကားအင်ဂျင်ဝိုင်အစွန်းတွေကိုဘယ်လိုချွတ်ရမယ်ဆိုတဲ့နီးလန်အနည်းဆုံး10နီးလောက်သိတယ်ဘာဖြစ်လို့လဲဆိုတော့လူကြားထဲမှာညစ်တင်းညစ်ပတ်နဲ့သွားလို့လာလို့မရဘူးကိုငါတို့ဟာအဝေးထိန်ခလုတ်တစ်ခုတည်းပဲရှိတဲ့ TV ကိုကြည့်ပြီးကြီးပြင်းလာတယ်အဲ့ဒီတစ်ခုတည်းသောခလုတ်ကငါတို့လက်ပေါ့ငါတို့ဟာကက်ဆက်တိတ်ခွေတွေနားထောင်ခဲ့တယ်ပြီးတော့ CD ချက်တွေပေါ်လာတယ်ခုတော့ငါတို့အိတ်ကက်ထဲမှာထောင်ပေါင်းများစွာသောသချင်းတွေရောက်နေပြီဒါတော့မှငါတို့ဟာကက်ဆက်တိတ်ခွေကိုခဲတဲ့နဲ့ရစ်လိုက်တဲ့အခါထွက်လာလေးရှိတဲ့အတန်သေးသေးအတန်ဆူဆူလေးကိုလွမ်းလို့ကောင်းနေတော့မယ်ငါတို့ဟာအင်တာနက်မရှိခင်ကဘဝကိုတတိယနေကြတဲ့နောက်ဆုံးမျိုးဆက်ပဲငါတို့ခေတ်တုန်းကလူမှုကွန်ရက်ဆိုတာတကယ်လူအစ်စ်တွေကိုခေါ်တာငါတို့ခေတ်မှာဖုန်းအားကုန်သွားမှာကိုဘယ်သူမှမကြောက်ကြဘူးဘာဖြစ်လို့လဲဆိုတော့ငါတို့လက်ထဲမှာအားကုန်စရာဖုန်းမှမရှိတာငါတို့မှာ app တွေအစားဟင်းချက်နီးစာအုပ်တွေရှိတယ်မွေးနေ့တွေကိုဖုန်းတွေကွန်ပျူတာတွေကနေသတိပေးစရာမလိုပဲငါတို့မှတ်မိတယ်ငါတို့ဟာတင်ချာကိုကနန်းပေါင်းဆက်မပါပဲတင်ယူတက်မြောက်ခဲ့တယ်တဲအောင်စီကိုစာရေးတဲ့အခါစာတွေကိုလက်နဲ့ပဲရေးတယ်ပြီးရင်ပြန်စာရဖို့အတွက်သတင်းပတ်တွေအကြာကြီးစောင့်နေငါတို့ဟာ rock သချင်းတွေနားထောင်တယ် break dance အကကတယ်ငါတို့ဟာကွန်ပျူတာမသုံးမဲ့အိမ်စာတွေလုပ်ကြတယ်လူမှုကွန်ရက်မရှိပဲငါတို့နေတတ်ကြတယ်ငါတို့ဟာအဖြစ်တစ်ခုခုသိချင်ရင် Google မခောက်ဘူးအပြင်လောကမှာပဲရှာကြတယ်ငါတို့ရဲ့ပင်ကိုဗီဇအသိဉာဏ်ကိုပဲအားကိုးကြတယ်ငါတို့ရဲ့အသက်ရှင်သန်မှုဗီဇစိတ်ပေါ့ဒါကြောင့်ငါတို့လိုအသက်50ကျော်တွေကိုတိတ်တော့ရှော့မတွက်လိုက်နဲ့ငါတို့ဟာအကြောင်းအရာပေါင်းများစွာကိုဖျက်ဆီးပြီးပြီအဖြစ်အပျက်ပေါင်းများစွာကိုလည်းမြင်ခဲ့ပြီးပြီပြီးတော့ငါတို့ဟာအခုချိန်ထိအသက်ရှိထင်ရှားရှိနေကြတော့မယ်တန်တန်မာမာချင့်ချင့်ခိုင်ခိုင်နဲ့တကယ်ကိုစစ်စစ်မှန်မှန်ကြီးတွေလေဘာသာပြန်ဆိုသူဟန်ဂျီ Don't mess with our generation the 50 plus crew ဖတ်ရှုတင်ဆက်သူစိတ်မများစဉ်လူကြီးမင်းတို့အချိန်ပေးနာဆင်မှုအတွက် SS Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်